ဒီနေ့မှာဂျပန်ဗီဇာဘယ်လိုလျှောက်တယ်ဆိုတာလေးပြောပြချင်ပါတယ်တချို့တငယ်ချင်းလာမိထားကြလို့ပေါ့လေနော်ကျွန်တော် CT Hall မှာမေးတဲ့ချိန်ကျတော့ agent ကသူက online appointment ယူပေးတယ်နောက်ပြီးတော့ size နဲ့စစ်ပေးတယ် hotel booking တွေလုပ်ပေးတယ်ဒီလောက်ကိုပဲသူကလုပ်ပေးတာဒါကိုသူကတရားယူတယ်ပေါ့လေနော်ဒါလောက်ကကျတော့လေကျွန်တော်တို့လုပ်နိုင်တယ်ပေါ့နော်ကိုယ့်ကိုယ်လည်းလုပ်တတ်တယ်ပေါ့တကယ်ကျွန်တော်တို့ကဒီသွားတင်တာ passport သွားတင်တဲ့ချိန်ဗီဇာသွားလျှောက်တဲ့ချိန်မှာကိုယ်တိုင်မသွားနိုင်တဲ့အတွက်ကြောင့်မလို့သူတို့နဲ့မေးတာပေါ့သူတို့ကအဲ့လိုမျိုးလုပ်ပေးလို့မရဘူးလို့ပြောတယ်အဲ့ဆိုကိုလုပ်မယ်ဆိုပြီးတော့စပြီးတော့လုပ်တာပေါ့လေနော်ဘယ်မှာ register လုပ်ရမလဲဆိုတော့ link ကိုကျွန်တော်အောက် comment box မှာချပေးထားပါတယ်အဲ့ဒီမှာပထမဆိုကျွန်တော်တို့ register လုပ်ရပါတယ် register လုပ်ပြီးသွားတဲ့အချိန်မှာကိုသွားမဲ့ရက်ပေါ့နော်ကိုသွားမဲ့ရက်ရယ်နောက်ပြီးတော့ကိုappointment ယူချင်တဲ့အချိန်ပေါ့နော်သူရှင်ပြည့်တဲ့အချိန်ကိုယူရတာပေါ့လေနော်ယူပြီးဆိုရင်သူတို့က booking confirm ဖြစ်တယ်ဆိုရင် email ဝင်လာတာပေါ့လေနော်နောက်တစ်ခုကကျွန်တော်တို့ booking ယူပြီးသွားရည်ဆိုကိုသွားတင်မယ်ရဲ့နဲ့အချိန်ကိုတကယ်ချာလေးမှတ်ပြီးတော့သွားပါနောက်ပြီးစောရောက်နေလို့လဲဟိုကကိုက booking ယူထားလို့9နာရီဆိုရင်သူတို့10နာရီခွဲမှဖွင့်ရင်လည်းပေးမဝင်အဲ့တော့9နာရီဆို9နာရီမှပေးဝင်တယ်10ခွဲသမားဆိုရင်10ခွဲမှပေးဝင်တယ်သူတို့အချိန်တိကျလုပ်တယ်ပေါ့လေနော်ဒီကလိုအပ်တဲ့ဟာကသူတို့ confirm ဖြစ်ပြီးသွားပြီဆိုရင်ကျွန်တော်တကယ်လို့ကျွန်တော်တို့ register လုပ်ပြီး confirm ဖြစ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ email ကိုကျွန်တော် FMF form တွေလိုအပ်တဲ့စာရေးစံနဲ့ checklist တွေကိုသူတို့ကကျွန်တော်တို့ email ပို့ပေးတယ်ပို့ပေးပြီးတော့ကျွန်တော်တို့အဲ့ဒီ email checklist တိုင်းပြင်ထားပြီးတော့သွားတင်ရအောင်ပေါ့လေနော်ဘယ်မှာသွားတင်ရမလဲဆိုဂျပန်ဗီဇာဂျပန်တန်ရုံးမှာတင်ရတာမဟုတ်ဘူးဂျပန်ဗီဇာ application center ရှိတယ်အဲ့ဒါ Dubicon မှာနော်အဲ့ဒီမှာသွားတင်ရတယ်ကျွန်တော်တို့ကဘာလီစာရေးစံနဲ့လိုအပ်လဲဆိုတော့သူတို့ဒီသူတို့ပေးထားတဲ့ form ဖြည့်ဖို့လိုအပ်တယ်နောက်တစ်ခုကကျွန်တော်တို့ company ကျွန်တော်တို့လုံးတဲ့ company ရဲ့ထောက်ခံချက်ပေါ့နော်အဲ့ဒီရဲ့လုံးနေပါတယ်ဆိုတဲ့ဟာထောက်ခံချက်ရဲ့နောက်တစ်ခုကကျွန်တော်တို့ဒီ bank statement ပေါ့နော် bank statement တကယ်လို့ကိုက bank statement မပြချင်ဘူးဆိုရင်ကျွန်တော်တို့ကစင်ကာပူမှာခေါ်ဆောင်ထားတဲ့တနစ်တာခေါ်ဆောင်ထားတဲ့ဟာကိုကျွန်တော်တို့တင်လို့ရတယ်နော်နောက်တစ်ခုကကျွန်တော်တို့က travel plan ပေါ့နော်ဘယ်ရက်ကိုသွားမယ်ဘယ်ချိန်ကိုသွားမယ်နောက်ပြီးတော့ဘယ်ရက်မှာဘယ်နေရာကိုလည်မယ်ဆိုတဲ့အချက်လက်ပြီးဆိုပေးရပါတယ်နောက်တစ်ခုကကျွန်တော်တို့လေရင်ပေါ့နော်လေရင်ကကြတော့ကျွန်တော် booking လုပ်ဆင်မလို့ဘူးကျွန်တော်တို့ဘယ်လေရင်နဲ့သွားမယ်ဆိုတဲ့ဟာကိုအချက်လက်ပြီးဆိုရေးပေးရပါတယ်ဥပမာကျွန်တော်တို့စင်ကာပူကသွားမယ်ဆိုရင်စင်ကာပူဘယ်လေရင်နဲ့သွားမယ်ဘယ်ချိန်သွားမယ်နောက်ပြီးတော့ဟိုဂျပန်ကိုဘယ်လေဆိပ်ကိုစိုက်မယ်နောက်ပြီးတော့ဘယ်ချိန်ကိုစိုက်မယ်အဲ့လိုမျိုးတိတိကျကျရေးပေးရပါဘောနော်ကျွန်တော်သွားတင်တဲ့ချိန်ကြရည်လဲအချိန်တိကျလေးသွားဖို့လိုအပ်တယ်9နာရီစီ9နာရီတို့ပေးဝင်နေပေါ့နော် process အဲ့မှာတင်တာဘာညာရေးသူတို့စစ်တာဘာညာတေချာလေးစစ်ပါတယ်စာရေးဆန်တဲ့အကုန်လုံးတိတိကျကျစစ်တယ်စစ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကcomplete ဖြစ်ပြီဆိုမှကျွန်တော်တို့ကိုရပြီပေါ့လေနော်ပြန်ကိုပြန်လာလို့ရတယ်သူတို့က1 to 10 day မှာရနိုင်တယ်လို့ပြောတာပေါ့လေနော်တကယ်အမှန်တကယ်ကျွန်တော်တို့တင်တဲ့ချိန်ကြတော့1 to 5 day မှာကျွန်တော်တို့ပြန်ရပါတယ်ကျွန်တော်တို့ passport ပေါ့လေနော်ကျွန်တော်တင်ပြီးတော့နောက်2ရက်ကြာမှာဂျပန် embassy ပေါ့နော်ဂျပန်တန်ယုံကကျွန်တော်တို့ဖုန်းခေါ်ပြီးတော့နာမည်မှန်ကန်ရဲ့လားနောက်ပြီးတော့သွားမယ်ခရီးစဉ်မှန်ရဲ့လားဆိုတော့ confirm ပြန်လုပ်တာပေါ့လေနော်အဲ့လိုခေါ်ပြီးတော့ confirm လုပ်ပြီးသွားတော့နောက်2ရက်နေမှာကျွန်တော်တို့passport ရပါတော့လာယူလို့ရပြီဆိုတော့ကျွန်တော်တို့ကြောက်ကြတာပေါ့နော်ဒီလိုလေးရှောင်ရပါတယ်ဒါကြောင့်မလို့စာရတိကတော့စာရေးဆန်နဲ့ပြည်စုံတယ်ဆိုရင်တော့ approve ဖြစ်တာများပါတယ်ကိုယ့်ကိုရှောင်ကျွန်တော်တို့ကိုယ့်ကိုရှောင်မယ်ဆိုရင်50ဝန်းကျင်လောက်ပဲကုန်တယ်ဥပမာ application register fee က18ကျပ်နဲ့ပြ50နောက်application visa application fee ကကျွန်တော်29ကျပ်အဲ့ဒီဝန်းကျင်ပဲကြားရပါတော့ဒါဆိုတော့50နီးပါးလောက်ပဲကြားတာပေါ့လေနော်အဲ့လိုမျိုးနေကြားပါတယ်နောက်တစ်ခုကကျွန်တော်ဗာပြောချင်လဲဆိုတော့ကိုရှောက်ကြည့်ပေါ့လေနော်တွေးကြုံနေရအောင်ကိုရှောက်ကြည့်ပါနောက်ဒီလိုဂျပန်ဗီဇာလျှောက်တဲ့ချိန်မှာ DW ပေါ့နော် domestic worker လေးရကြတော့သူတို့ရဲ့တထေးကိုယ်တိုင်ပါမှရပါတယ်တကယ်လို့ domestic worker လေးရှောက်ချင်နေဆိုရင်တော့တထေးကိုယ်တိုင်sponsor ပေးတယ်တထေးကိုယ်တိုင်ပါမှသူတို့တ
တင်ခွင့်ရှိတယ်ပေါ့လေနော်နောက်ကျွန်တော်တို့ဂျပန်တန်ရောဖုံးခေါ်လာပြီဆိုရင်ကျွန်တော်တို့ကကိုယ့်ရဲ့ခီးစဉ် plan ကိုသိထားဖို့လိုအပ်တယ်ပေါ့လေနော်ဘယ်လီနဲ့တွားမယ်ဘယ်မှာဘယ်တွားလိမ့်မယ်ဘယ်ဟိုတယ်မှာတည်မယ်ဆိုတဲ့အားလေးတွေအကုန်လုံးကိုကိုတိထားဖို့လိုအပ်တဲ့ဒါမှမဟုတ်ဖုန်းထဲမှာ save ထားပေါ့နော်။ဒါဆိုတန်ရွက်ဖုန်းခေါ်လာတဲ့ချိန်မျိုးမှာဆိုရင်ကြည့်ပြီးဖြေလို့ရတာပေါ့လေနော်။နောက်ဆုံးစီကျွန်တော်တို့မျိုးနေခဏတော့ငါစာရွက်သွားယူအောင်မယ်ဆိုပြီးစာရွက်ပြန်သွားယူရပေါ့နော်။သူတို့တော့စောက်ပေးရှာပါတယ်။အဲ့လိုမျိုးကြည့်ပြီးတော့ပြန်ပြောရတာပေါ့လေနော်။နောက် hotel booking လေးတင်တဲ့ချိန်မှာလည်းကျွန်တော်တို့ Agoda ကနေပြီးကျွန်တော်တို့လုပ်လို့ရှိတယ်တင်လေးရှိတယ်။နောက် free cancellation ရတဲ့ hotel မျိုးကိုပဲတင်တာပေါ့လေနော်တကယ်လို့ကြောက်တခုကြောင့်မ reject ထိသွားရင်ပြန်ပြီး cancel လုပ်လို့ရအောင်ပေါ့လေ free cancellation ရတဲ့ hotel ပဲတင်တယ်နောက်ကျွန်တော်လေလက်မှတ်ဝယ်စရာမလိုဘူးဒါပေမဲ့ဘယ်လေနဲ့သွားမယ်ဆိုတာတော့ကျွန်တော်ပြောပြဖို့လိုအပ်တယ်ကိုလေဘယ်လေနဲ့သွားမယ်ဆိုတာမဟုတ်သေးဘူးပေါ့နော် detail ပေါ့လေနံပါတ်ဘလောက်နဲ့ဘယ်ချိန်နဲ့ဘယ်အနေစထွက်ပါမယ်ဆိုတဲ့အချက်လက်ပြီးဆုံးရေးပေးရပါလိမ့်နော်အဲဒါကြောင့်မလို့ကိုယ့်အကိုဖုန်းလေးထဲမှာတင်ထားဖို့လိုအပ်တယ်နောက်တစ်ခုကြောင့်မလို့တို့ဖုန်းခေါ်ပေးတာပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်ကျွန်တော်တို့ဖုန်းကိုကြည့်ပြီးတော့လှမ်းဖြေလိုက်ယူပဲပေါ့လေနော်အကုန်လုံးစိတ်ကြပါစေကိုကိုလုပ်ကြည့်ပါဘုသူတက်ရပါတယ်တကယ်လို့ဆိုင်ဆန်နဲ့စစ်ချင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ဘယ်လိုစားလို့မှမသိပဲဖြစ်ဖြစ်မေးချင်နေဆိုရင်ကျွန်တော်ချင်းမကြီးလာမေးလို့ရပါတယ်ကျေးဇူးတင်ပါတယ်